ဟုတ်ကဲ့မင်္ဂလာပါဒါကတော့ကျွန်တော်တို့အာမန်တက်ကနေပြီးတော့တောင်းယူဆောက်ပြီးတဲ့မော်ဘီမျိုးကျက်ဖြူကန်ရက်ကွက်မှာရှိတဲ့ပေ40ပေ60ချန်ပီယိုလေးပေါ့နော်တော့ပြီးစီးသွားပါပြီဒါဒီပုံစံလေးပေါ့နော်ဒါကပစ္စည်းလက်ခကိုကျွန်တော်တို့ကဒီအုပ်စီနေရင်ချောပြီးတဲ့အထိပေါ့နော်အုပ်စီနေရင်ချောပြီးတဲ့အထိကိုခုလိုတာမန်တော့တတ်တစ်ဖက်ပေါ့နော်။ဟုတ်စီနေချောပြီးတဲ့အထိကိုကျွန်တော်ကတပေကိုပစ္စည်းလက်ခ8000ယူပါတယ်။လက်ခဆိုရင်တပေကိုဒီနေထားတိုင်းလက်ခကိုတပေ2000ယူပါတယ်။တာမန်ခုလိုမတာမန်တကားတွေတွက်ဆိုလို့ရှိရင်တော့တပေကို1 square feet 3500လုံးနဲ့လက်ခတည်တန်းဖြင့်လုပ်ပေးပါတယ်။ပစ္စည်းကတော့ကိုစိတ်ကြိုက်အထူကိုသုံးပေါ့နော်။ဒါကတော့ပေ40ပေ60ချန်စီယိုလေးပါနော်။ပစ္စည်းသွားပါပြီခုကျွန်တော်တို့လက်စားသိမ်းပြီးတော့ပြီပိုင်ရှင်လက်ထက်ပြန်အပ်လိုက်ပါပြီဒါကျွန်တော်တို့တမန်းလုပ်ပြီးတော့ဆေးတွေခုဒီနေ့ဆေးတုတ်တာလေးလက်စားဖြတ်နေတယ်အဲ့တော့တွင်းပိုင်းနေထားလေးပေါ့နော်တစ်ဘက်ကတော့စလိုက်ဒိုးပေါ့နော်ဒီဘက်ကတော့ခောက်တကားပေါ့ဒီဇိုင်းနှမျိုးနဲ့ပုံဖော်ပေးထားတယ်ပေါ့နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်